စီကန်းဟာအိမ်ကစတယ်စီကန်းဟာအမေစီကစတယ်မှန်ပါတယ်ရာနှုန်းပြည့်ကိုမှန်ပါတယ်ကိုငငယ်ကအိမ်ကအသေးမွှားလေးကအစသိလိုက်ပြောတာပဲအချို့အရာတွေကငယ်သေးလို့မသိတာနေမှာပေါ့ကြီးလာတော့လေသူဟာသူစီကန်းရှိတော့မှာပဲလို့တွေးခဲ့ဘူးလားအခုအသက်တွေကြီးလာပတ်ဝန်းကျင်ကလူတွေကိုတွေ့မှကိုကိုလူရင်ကြီးတယောက်အစင်တန်းရှိနေတတ်တဲ့သူတယောက်အဖြစ်နဲ့တွန်တင်ပေးလိုက်တဲ့အိမ်ကိုကျေးဇူးတင်မိတယ်တိုင်းလက်မီးကိုပြန်ပိတ်တာမျိုးရေချိုကန်မီးကိုပြန်ပိတ်တဲ့အလေးအထားတွေသူများဖက်နှက်ကိုတိုက်မိသွားတာကအစနေရာတကျပြန်ထားပေးတာမျိုးတွေကိုယ့်ရဲ့အယောင်စွန်းတဲ့အင်ကြီးကိုသူများအင်ကြီးနာကပ်မလန်းမိတာတွေအစာရှိတဲ့အသေးအဖွဲလေးတွေဆိုပေမဲ့ရင်ကျေးတဲ့အပြုတ်မှုလေးတွေကို့မှာရှိနေတာကိုဂုဏ်ယူတယ်ပတ်ဝန်းကျင်မှာတော့ကိုဟာမဟုတ်ဘူးကိုအဆင်ပြေပြီးတာပဲဆိုတာလူမှုရေးနားမလည်မှုတချို့ကိုမြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်တမင်းစားပွဲရင်ကျင်းမှုတိတ်ကိုအရေးကြီးတာပြက်ပြက်နဲ့မမြင်နဲ့တမင်းလုံးတွေမဖိတ်စင်နဲ့ဟင်းညိုတောက်ရင်ရှုကနေမမြင်စင်နဲ့ငယ်ကခေါင်းခောက်ပြီးတင်ပြခံထားရတော့ကိုတမင်းစားပြီးသားနေရာဟာအမြဲတန်ရှင်းပြီးပဲကြံခဲ့တယ်လို့ကိုအပြုတ်မှုကြောင့်တမင်းစားနေတဲ့တစ်ဖက်လူစိတ်အနှောက်အယှက်မဖြစ်ဘူးပေါ့ကိုကတော့ရှင်းရှင်းပဲဆိုင်တစ်ခုမှာဇပွဲကညစ်ပတ်ပြီးကြံခဲ့မယ်ဆိုရင်အဲ့လူကိုမမြင်ရင်တော့တိတ်အထင်သေးတာစကားအပြောဆိုဟာလေလူတယောက်ကိုရိုးသိပ်ခွဲတာအပြောဆိုဟာလူတယောက်ရဲ့အရေးအချင်းပဲဒီစကားကိုပြောတင်လားမပြောတင်လားမသိပေါက်ပန်း40ရှောက်ပြောနေတာကကိုလူသိပ်အထင်သေးခံရစီတယ်စကားဆိုတာတန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲကိုအခန်းရှိမှာကျွတ်ထားတဲ့ဖနက်ဟာအခန်းရဲ့နှစ်ပြန်လောက်ကိုမှောက်ခုံအနေထားရောက်နေတာဟာစီကံမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဘူးလားကိုပစ္စည်းမဟုတ်ရင်လေလွယ်လွယ်ယူမကင်နဲ့လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြောလူကြီးတွေရှေ့ဆိုရင်ခေါင်းငုံသွားဟုတ်ကဲ့ခမဆိုတာကိုထည့်ပြောစတဲ့ငငယ်ကဆုံးမခဲ့တာလေးတွေကတိတ်ကိုအသုံးဝင်တယ်စီကံနဲ့ရင်ကျဲမှုဟာဆက်ဆက်နေတယ်စီကံမရှိလို့ရင်ကျဲမှုမရှိလို့လူမှုရေးနားမလည်လို့ဆိုတဲ့အဲ့လူတွေဘာဖြစ်လဲဘာမှထိခိုက်တာတော့မဟုတ်ဘူးပေါ့မရှိဘူးပေါ့သူကပဲသူများကိုထိခိုက်နေတာကိုဒါပေမဲ့ image သူ့ရဲ့ပုံရိပ်ကတော့တိတိတတ်တာကိုကြာဆင်းသွားပြီ no standard အဲ့ဒီစကားကရိုင်းနေထင်ရပေမဲ့အဲ့လိုလူတွေအတွက်သိမှန်တာပြီးတော့ကိုပုံစံဟာကိုမိဘပုံရိပ်ပဲဒီလူဟာဒီလိုပြုတ်မှုအမှုအကျင့်ဆိုရင်လူစိတ်ရှိတဲ့မိသားစုကပေါက်ဖွားလာတာလားပေါက်လို့ပဲစားမိသားစုကဝေးဖွားလာတာလားအရန်တိတာစီတယ်လူအတိုင်းဝိုင်းမှာနေမယ်ဆိုရင်တော့စီကံရှိကြပါကွယ်မွေးရသားသူဟာခွဲထည့်ပေးပါရဲ့ဗျ